ဗုဒ္ဓဘာသာဝင်ရဲ့ဖြစ်မှပျက်စီးစေနိုင်သောအကြောင်းရင်းများဗုဒ္ဓဘာသာရဲ့အခြေခံကျတဲ့ကိုးကွယ်ယုံကြည်စည်းကပ်မှုမှာဆိုရင်ဖျားတရားတန်ခါဆိုတဲ့ယရဏသုံးပါးကအဓိကကျပါတယ်။ယရဏသုံးပါးကိုတရဏလို့ခေါ်ပြီးတော့အဲဒီတရဏအပေါ်မှာကြည်ညိုစည်းကပ်တဲ့တရားပညာစတဲ့ကုသိုလ်စိတ်တွေကိုတော့တရဏဂုံတည်တယ်လို့ခေါ်ပါတယ်။ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့တရဏဂုံစောင့်တည်ဖို့ယရဏသုံးပါးကိုကြည်ညိုဖို့လိုအပ်ပါတယ်။အကယ်၍ယရဏသုံးပါးကိုမစည်းကပ်တော့ဘူးဆိုရင်တော့တရဏဂုံပြက်ပြီးဗုဒ္ဓဘာသာဝင်အဖြစ်ကနေပြိုပြက်သွားပါတယ်။တရဏဂုံမှာအခြေခံအနေနဲ့လောကီတရဏဂုံနဲ့လောကုတ္တရာတရဏဂုံဆိုပြီးနှစ်မျိုးရှိပါတယ်။လောကုတ္တရာတရဏဂုံဆိုတာကတော့နောက်တစ်ဆင့်ကိုရောက်သွားပြီဖြစ်တဲ့အရိယာပုဂ္ဂိုလ်တွေအတွက်ဖြစ်ပါတယ်။သူတို့တွေကတော့သောတမတ်ဖို့ဒါတွေကိုသိမြင်နိုင်ပြီဖြစ်တာကြောင့်ယရဏသုံးပါးပေါ်မှာမယုံကြည်စိတ်တွေနည်းနည်းလေးတောင်မှမရှိတော့ပါဘူး။ဒါကြောင့်တရဏဂုံပြက်เสียရတဲ့အကြောင်းရင်းမရှိပါဘူး။ကျွန်တော်တို့လိုတာမန်ပုထုဇဉ်တွေအတွက်ကတော့လောကီတရဏဂုံမပြည့်ရင်းဖို့ကအဓိကအရေးကြီးပါတယ်။လောကီတရဏဂုံမှာဆိုရင်လည်း၄မျိုးထပ်ပြီးခွဲထားပါသေးတယ်။နံပါတ်1ကတော့မိမိကိုယ်ကိုယရဏသုံးပါးအားအနှင်းခြင်းဖြစ်ပြီးအထတန်တိယာတနတရဏဂုံလို့ခေါ်ပါတယ်။နံပါတ်2ကတော့ယရဏသုံးပါးအားလုံးအားကိုးခြင်းဖြစ်ပြီးတပ္ပရာရနာတာတရဏဂုံလို့ခေါ်ပါတယ်။နံပါတ်3ကတော့မိမိကိုယ်ကိုယရဏသုံးပါး၏တပည့်အဖြစ်နဲ့ခံယူခြင်းဖြစ်ပြီးတိတ်တဘာဝမကမနတရဏဂုံလို့ခေါ်ပါတယ်။နံပါတ်4ကတော့ယရဏသုံးပါးအားဝိတ္တဝခါယာမိမိကိုယ်ကိုနှိမ့်ချပြီးအလွန်ရိုသေသောအချင်းအရာကိုပြသခြင်းဖြစ်ပြီးပါဏိကတတရဏဂုံလို့ခေါ်ပါတယ်။ဘုဒ္ဓဇင်ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့လောကီတရဏဂုံ၄ပါးကိုမချိုးဖောက်ဖို့လိုပါတယ်။ဒီနေရာမှာဖျားတရားတန်ခါကိုမပြစ်ပယ်ပဲလက်လာဘကိုမျှော်ကိုပြီးတော့နတ်ကိုပူဇော်ခြင်းနတ်ဖမ်းမှာစိုးလို့ပတ္တတာဓာရီလောက်တာတွေကတရဏဂုံပျက်စီးရမရောက်ပါဘူး။အခြားသောပုဂ္ဂိုလ်တရားယောက်ကိုယရဏသုံးပါးထက်ပိုကြည်ညိုတာဖျားကိုပြစ်ပယ်တာမလေးမစားလုပ်တာမှားယွင်းစွာယူဆတာတွေကတရဏဂုံပြက်စေပါတယ်။ဒါဆိုရင်တော့ဗုဒ္ဓဘာသာဝင်တရားအဖြစ်ကနေအလိုလိုစွန့်ပယ်ပြီးသားဖြစ်သွားပါပြီ။မှားယွင်းစွာယူဆတယ်ဆိုတဲ့နေရာမှာအယူဝါဒကိုဖျက်ဆီးစေနိုင်တဲ့အကြောင်းရင်းတွေလည်းအများကြီးရှိပါတယ်။ဗုဒ္ဓဘာသာဝင်တူဦးအနေနဲ့ဘုရားတရားတန်ခါကံကံရဲ့အကျိုးအကြောင်းနဲ့အကျိုးဆက်သွယ်မှုအတိတ်ဘဝအနာဂတ်ဘဝတွေကိုယုံကြည်ရပါတယ်။ကောင်းတာလို့ရင်တော့ကောင်းတာဖြစ်မယ်။မကောင်းတာလို့ရင်တော့မကောင်းတာဖြစ်မယ်ဆိုတဲ့ကံကံရဲ့အကျိုးကိုနားလည်လက်ခံနေဆိုရင်အယူဝါဒတွေမပြတ်စည်းပါဘူး။ဒါပေမဲ့လောကမှာကုသိုလ်ကံမရှိအကုသိုလ်လည်းမရှိလို့ယူဆတာမျိုးကုသိုလ်လုပ်လဲဘာမှပြန်မရအကုသိုလ်လုပ်လဲဘာမှပြန်မရဘူးလို့ယူဆတာမျိုးတွေဆိုရင်တော့အယူဝါဒပြည့်စည်ပြီးလောကီတရဏဂုံလည်းချိုးဖောက်ရရောက်ပါတယ်။ဒါကြောင့်ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ယရဏသုံးပါးရဲ့ခုံကိုအကျွမ်းမဲ့ယုံကြည်နိုင်ဖို့လိုတယ်လို့ပဲကောင်းတဲ့အရာတွေကိုလည်းများများပြုလုပ်ပေးရမှာဖြစ်ပါတယ်။ပရိသတ်များအားလုံးလည်းကိုယ်စိတ်နှပြချမ်းသာချမ်းသာပြီးကက်ကြီးသုံးပါးမှကြော်လားနိုင်ကြပါစေ။ဒီထက်ပိုမိုကောင်းမွန်တဲ့အကြောင်းတွေကိုကျွန်တော်ပြန်လာခဲ့ပါအောင်မယ်။နောက်ပြီးတော့မှပြန်လည်ဆုံတွေ့ကြပါသေးတယ်။